ကဲပြောသလားဟေ့မောင်တို့ပြောတယ်ဟေ့ဆိုတော့အခုမှဖြစ်နေရေကြိုဈေးတွေပိုးဆိုးပတ်ဆက်ကြသွားတာမိသွားတဲ့ပိုက်ဘော464-515ကတ်တွေဆိုလို့ရှိရင်4000ခွဲတဲ့ဝယ်တဲ့အချိန်တော့6,900လောက်ပေးပြီးဝယ်ခဲ့ရတယ်6,900လောက်ပေးပြီးဝယ်ခဲ့ရတဲ့အရေးကြိုပုတ်တစ်ခါကိုအခုတော့4000ခွဲတဲ့ဈေးတွေကကျတာဒါတွေဆို256ကတ်တွေ3,600လောက်ပေးရတဲ့ကတ်တွေအခု3သိန်းနဲ့ပြောစရာကြီးပဲပြောသလားဟိမောင်တို့ကြီးပဲဒါတွေဆိုလို့ရှိရင်3,400ပေးပြီးဝယ်ရတာအခုကြာဈေးနဲ့2,000နဲ့တချို့ကပြောသလားဟိမောင်တို့ကြီးပဲဒါတွေဆိုလို့ရှိရင်8128တွေ3,1,000လောက်ပေးပြီးဝယ်ခဲ့ရတာအခုတော့ဒါတွေ9,000နဲ့ဈေးတွေကျတာဒိုင်ကြီးတွေကဈေးမဖွင့်တော့တာလက်ရှိရန်ကုန်မှာဝယ်တဲ့ဒိုင်တွေကလည်းအဝယ်နားသွားကြပြီအဓိကတော့ငွေမချေနိုင်တဲ့ပြဿနာပေါ့ဒါလေးတွေဆိုလို့ရှိရင်လည်း216ကလေးတွေဝယ်တော့ကဈေးကဒီကောင်လေးတွေဆိုလို့ရှိရင်2,000ခွဲ2,400လောက်ပေးပြီးဝယ်ရတာအခုတချို့ဆိုလို့ရှိရင်8,000နဲ့လိုင်းပေါ်မှာဈေးဖွင့်လာအဝယ်တိုင်းကြီးတွေဖွင့်တဲ့ဈေးတော့မဟုတ်ဘူးပေါ့ဗျာငွေရင်းနိုင်တဲ့လူတွေဖွင့်ထားတဲ့ဈေးတွေဒါတွေဆိုလို့ရှိရင် 32A ဒါတွေဆိုလို့ရှိရင်လဲ3,400လောက်ပေးပြီးဝယ်ခဲ့ရတဲ့ကတ်တွေအခုဘာဈေးမှမရှိတော့ဘူးပြောသလားဟိမောင်တို့ကြီးပဲတကြံမတိုင်ခင်နဲ့ကြာသွားလိုက်တဲ့ဈေးအခုအချိန်ထိပဲ9လပိုင်းကုန်ရင်တော့ဈေးဖွင့်မယ်လို့ကြားနေချိုးရတော့လဲ9လပိုင်း20ရက်နေ့လောက်ဈေးဖွင့်မယ်တဲ့အများကြီးပဲ3,580 100နီးပါးပုံးနေပြီဝယ်စရာလည်းပတ်စံမရှိတော့ဘူးဒါတွေဆို17216အုပ်စုတွေဘာတွေတော့တွားပြီးဘလို့တွေလောက်ကင်စားရမလဲမသိဘူးပိုက်ဘောမိသွားတာတွေပေါ့ဗျာဒါတွေဆိုလို့ရှိရင်လည်း1,000ကျော်ပေးပြီးဝယ်ခဲ့ရတာတွေအခုဘာဈေးမှမရတော့4,000နဲ့ဘယ်လေးဈေးပြန်ဖွင့်မလဲပဲစောင့်နေရတယ်ရှင်တမမနဲ့ဈေးပြန်ဖွင့်ရင်တော့အရင်ဈေးရမလားအရင်ဈေးတက်ဘယ်လောက်လျော့သွားမလဲဒါပဲတွေးပူနေရတယ်ဈေးတွေအရင်ကျနေလို့လိုင်းပေါ်တော့တိတ်မတင်ရဘူးရှယ်ပလန်တွေနဲ့ဈေးတွေကျနေတယ်ရှယ်ပလန်တွေနဲ့ဈေးတွေကျနေတယ်